146ရက်ကွက်မှာအကွက်နံပါတ်964ကတိတ်တဲ့ထောင်ခေါ်ထားတယ်ပေါ့နော်သူကလည်း4060ဟိုဟာမြေကွက်သူကတော်ဂုတ်ကွက်လေးဗျကျွန်တော်တို့သွားကြည့်ကြည့်အောင်ဒီကွက်လေးပေါ့နော်သူ့ချီကိုကျွန်တော်တို့ကောင်းဝင်လို့ရတယ်လောကလန်းကနေပြီးတော့ဒီဆေးရုပ်စီမံကိန်းဝင်ရှိတယ်ဒီဆေးရုပ်စီမံကိန်းဘေးလန်းကနေပြီးတော့ဝင်သွားလို့ရှိရင်ကောင်းဝင်လို့ရတယ်မြေကွက်စစ်တီကောင်းမောင်းလို့ရတယ်နောက်တနည်းကကျတော့ဒီမှာ300လမ်းရှိတယ်300လမ်းကနေပြီးတော့ဒီ P60 လမ်းပေါ်တက်သွားလို့ရှိရင်လည်းသူ့မြေကွက်စီရောက်တယ်နှစ်ဖက်လောက်ကနေပြီးတော့ကားဝင်လို့ရတယ်ကျွန်တော် page ထဲမှာလည်းဗီဒီယိုလေးရိုက်ပြထားတယ်ကားအပိုင်နေတဲ့ဟာလေးတောင်မှဝင်လို့ရတယ်အဲ့ဒီမှာသူ့ရဲ့အားသာချက်ကဘာရှိလဲဆိုရင်လောကလန်းပေါ့နော်လောကလန်းကနေထဲဝင်လို့ရတယ်လောကလန်းဆိုတာလည်းတောင်တော်ကုန်းမှာလုံးဝတကုံစိတ်ကန်းတောင်တော်ကုန်းရဲ့တကယ်အသေးသေးကျော်လမ်းကြီးပေါ့နော်ဒီကနေစလဲဆိုရင်ဒီပြည်တော်စုလမ်းကြီးကနေစတာတောင်ဒီလောကလန်းကလေဒီပြည်တော်စုလမ်းကြီးကနေစလိုက်တဲ့လောကလန်းကဒီမှာတွေ့ရတဲ့အတိုင်းပဲနည်းနည်းတော့ရှည်မဟုတ်ဘူးမြို့နယ်တွေရက်ွက်တွေအများကြီးဖြတ်သွားပြီးတော့နောက်ဆုံးပဲသွားဆုံးလဲဆိုရင်အမတ်နဲ့လမ်းသွားဆုံးတယ်ပေါ့နော်ဒီလောကလမ်းကြီးကလေတကယ်ထင်ကြရမိန်လမ်းမကြီးပေါ့အဲ့ဒီမိန်လမ်းမကြီးကနေပြီးတော့ကျွန်တော်တို့ဒီမှာကားနဲ့မောင်းဝင်သွားလို့ရှိရင်ဆေးရုံစီမံကိန်းကိုကြော်လိုက်တာနဲ့ဆေးရုံစီမံကိန်းဆိုတာဒါကြီးဗျဒါပြည်သူ့ပရိသတ်ဆေးရုံဆောက်ဖို့စီမံကိန်းလုပ်ထားတဲ့ကွင်းကြီးပေါ့နော်ဒီမှာထောက်ခွက်ရှိမယ်နောက်တစ်ခွက်ဂုတ်ခွက်ပဲနော်လမ်းဦးလည်းမတိုက်ဘူးပြီးတော့ဒါကြီးက300လိုင်းကြီးဆိုတာကကျွန်တော်တို့ပေတရာကျဲတဲ့ရက်ွက်မိန်လမ်းမကြီးပေါ့နော်အဲ့ပေတရာမိန်လမ်းမကြီးကနေလည်းထည့်သွားလို့ရတယ်ပြီးတော့သူ့ရဲ့လမ်းကိုတန်းကိုပေ60လမ်းဒီပုံထဲမှာလည်းတခြားလမ်းတွေကျဲနေတာတွေ့လိမ့်မယ်တခြားရက်ွက်လမ်းလေးတွေသူကကျဲနေတယ်နော်ပေါ့နော်ဒါပေ60လမ်းပေါ်မှာရမယ်ဆေးရုပ်စီမံကိန်းနဲ့နီးမယ်လောကလန်းအနေနဲ့ကားနဲ့ဝင်လို့ရတယ်300လမ်းအနေနဲ့ကားနဲ့ဝင်လို့ရတယ်လက်ရှိချိန်ဒီမှာတော့ကားနဲ့ဝင်လို့ရတယ်အဲ့ဒါလေးကိုသေးတဲ့ထောင်နဲ့ရောင်းမယ်ဆိုတော့ဒါလေးကတန်တယ်နောက်ထပ်တစ်ခုရှိတာပါလဲဆိုတော့အခုရတနာဘုံလမ်းကြီးခင်းတယ်ပေါ့နော်ရတနာဘုံလမ်းဆိုတာလည်းခုနလောကလန်းလိုပဲအရှိကြီးပဲကျွန်တော်တို့ဒဂုံစိတ်ကန်းတွေပါဖြတ်ပြီးတော့53ရက်ခွဲလောက်ဘာလို့ဒီဖြတ်သွားတဲ့လမ်းကြီးပေါ့နော်လမ်းမောင်းများစွာဖြတ်သွားတဲ့ဒီရတနာဘုံလမ်းပြီးတော့ तू ကတပတ်ခနဲ့လိုင်းကားသွားနေတဲ့လမ်းပေါ့နော်စုလီတီသွားတယ်ဒီနားမှာဂိတ်စာဒီနားမှာကားဂိတ်စာလိုက်တာစုလီပြားတီသွားတဲ့လမ်းအလမ်းကြီးကခုခင်းဆက်လာတာ300လမ်းသားရောက်တော့မယ်အဲ့300လမ်းကိုရောက်တဲ့အချိန်မှာ300လမ်းကိုစစ်ခင်းမဲ့စစ်မခင်းဘူးဆိုတာတော့မပြောနိုင်ဘူးပေါ့နော်ဒီရတနာဘုံလမ်းကြီးခင်းလာတဲ့ကြီးပဲချက်ကဒီတိုင်းဒီနားမှာရပ်ဖို့တော့မဖြစ်နိုင်ဘူးတော့ဒီကုတ်ချခံပြီးခင်းလာတဲ့ဟာတစ်ခုနဲ့တော့စစ်မှာပဲပေါ့နော်ဒါဆိုရင်စစ်စီက300လမ်းပဲရှိတယ်အဲ့300လမ်းသာခင်းချလိုက်ပြီဆိုရင်ဒီနေရာ3000နဲ့ဘယ်တော့မှမရတော့နော်အဲ့ဒါမို့ဒီဈေးကွက်လေးဒီချိန်နေမှာတော့ဒါလေးကစိတ်ဝင်စားတဲ့ဆိုရင်ဝယ်ထားတဲ့နေရာလေးဖြစ်တယ်လက်ရှိမှာကိုပဲကားနဲ့ဝင်လို့ရနေပြီဆေးရုံစီမံကိန်းနဲ့နီးတယ်300လမ်းကိုတဲပေါက်တယ်ပေ60လမ်းကျဲပေါ်မှာဖြစ်တယ်လောကလမ်းအနေနဲ့ဝင်လို့ရတယ်300လမ်းအနေနဲ့ဝင်လို့ရတယ်ဒီပေ60လမ်းရဘယ်ထိသွားလဲဆိုရင်ကြည်စုရွာထိသွားတယ်နော်ကြည်စုရွာထိသွားတယ်ရှေးပဲအဲ့ပေ60လမ်းလက်စောစဲညီကြီးတဲ့ကားတွေတောင်မောင်းနေတယ်အဲ့မှာလေညီကြီးတဲ့ကားတွေမောင်းနေတယ်ပြီးတော့ဒီနားလေးမှာလည်းတိုက်အိတ်ကောင်းစားကြီးရှိတယ်ဒီမှာ Google Map ကဟိုမဖြစ်သေးလို့ update မဖြစ်သေးလို့ပေါ့နော်ဒီနားမှာတိုက်အိတ်ကောင်းစားဖြူဆောင်တစ်လုံးရှိတယ်ကျွန်တော် page ထဲမှာတင်ထားတဲ့ဗီဒီယိုမှာဆိုရင်အဲ့အိမ်တွေပါတယ်ပေါ့နော်ဒီနေရာလေးက3000နဲ့ရောင်းပေးမှဖြစ်တယ်နောက်တစ်ခွက်ကကြတော့3950နဲ့ရောင်းပေးမှာသူကကြတော့146ရက်ကွယ်အကွက်နံပါတ်နဲ့3တက်သူကကြတော့လောကလန်းကိုတင်ရှင်းတယ်လောကလန်းနေပြီးတော့တင်ရှင်းတဲ့လမ်းဒီနေရာလေးပေါ့နော်ဒါမှလောကလန်းရှိတယ်ခုနဆေးရုံစီမံကိန်းရဲ့ဒီမှာသူကတော့အပေါ်ဖက်တောင်ပူရောက်လာသေးတယ်ဒီမှာအောင်မြင့်မို့အိယာနဲ့ပူတောင်နေသေးတယ်အောင်မြင့်မို့လမ်းဒီနားမှာလည်းကျွန်တော်112ကားဂိတ်ရှိတယ်လေလိုင်းကားတွေအများကြီးပဲဒီမှာဒီပါတော်ကိုကိမဲ့ထဲမှာတော့မြင်နေရတယ်မှာလိုင်းကားတွေဒါလိုင်းကားဂိတ်တွေပေါ့နော်ဒါလိုင်းကားဂိတ်စာတွေစူးလီတို့ဘာလို့သွားတဲ့လိုင်းကားဂိတ်စာတွေအဲ့ဒီကနေပြီးတော့ကျွန်တော်တို့ကဒီလမ်းကဝင်လိုက်ရမှာပြူလန်းဆိုတာရှိတယ်ဒီပြူလန်းကိုနောက်ရောက်ခါနီးမှာသူ့ရဲ့အကွက်လေးနဲ့3တက်လမ်းကရက်ွက်လမ်းကျဲရက်ွက်လမ်းကျဲဟိုမှာလောကလန်းတဲပေါက်လောကလန်းတဲပေါက်အနေဝင်လို့ရတယ်လောကလန်းဒက်ဆင်းလမ်းပေါ့နော်ဒက်ဆင်းလမ်းကျူလန်းအနေနဲ့ဒက်ဆင်းလို့ရတယ်လောကလန်းအနေနဲ့ဒက်ဆင်းလို့ရတယ်အဲ့ကွက်လေးအဲ့ဒါလေးကကျတော့3950နဲ့ရောင်းပေးမှာသူကဒီဘက်ကိုတက်ပြီးတော့ဒီဘက်ရှစ်လိုက်မယ်ဆိုရင်အောင်မြင့်မို့မိလန်းမကြီးပေါ်ပေါက်တယ်အဲ့နားမှာလည်းလိုင်းကားဂိတ်ရှိတယ်နော်အောင်မြင့်မို့မိလန်းမပေါ်လည်းတက်လို့ရတယ်လောကလန်းပေါ်လည်းတက်လို့ရတယ်သူရဲ့လမ်းတာကတော့အကွက်ကတော့ဒီနားလေးမှာဖြစ်ပါတယ်ပေ40ပေ60ပါမစ်မြေ3950နဲ့ရောင်းပေးမှာဖြစ်ပါတယ်နောက်တစ်ကွက်ကကြတော့ကျွန်တော်တို့145ရက်ကွက်980သူကတော့ရက်ကွက်ထဲနဲ့ကြတယ်ဒီခွက်လေးပေါ့နော်ဒီမှာကျွန်တော်တို့ရတနာဘုံခင်းလက်စာလမ်းကြီးရှိတယ်အောင်မြင့်မို့လမ်းအတိုင်းကျွန်တော်တို့မောင်းဝင်လာပြီဆိုရင်ဒီမှာလောကပဲလာအမတ်နစ်ကပဲလာအောင်မြင့်မို့တိုင်းမောင်းဝင်လာပြီဆိုရင်ဒီမှာခင်းလက်စာရတနာဘုံလမ်းကြီးနားမှာဒီမှာဒီဖုန်းကြီးကျောင်းကိုဒယ်ဆင်းလို့ရတဲ့လမ်းတစ်လမ်းရှိတယ်ဒီဖုန်းကြီးကျောင်းရကျဲကြီးပဲเนาะတခုဆိုရင်ဒါဒီဘုံထဲမှာတော့မပါသေးလောလောဆယ်ဒီမှာစစ်မှုဆောင်ကိုတောင်ကြီးစစ်ရုံကြီးတဲ့ရှောင်းတဲ့ကြောင့်ဒီလိုင်းနဲ့သူတို့ခင်းလိုက်ပြီဒီလိုင်းတိုင်းကောင်းဝင်လာလို့ရှိရင်ဖုန်းကြီးကျောင်းရှိမှကားရက်ပြီးတော့ဒီနားလေးကနေပြီးတော့ဝင်ဒီလိုဝင်လိုက်လို့ရှိရင်ကျောင်းမဲ့မြေပွင့်လေးသူ့ကိုလည်း950နဲ့ရောင်းနေတယ်ပေါ့နော်သူကလည်း3950နဲ့ရောင်းနေတယ်ပါမစ်ညမျိုးစားဖြစ်တယ်4060ပဲနောက်တစ်ခွက်ကကျတော့3900နဲ့ရောင်းနေတာသူ
သူကကျတော့146ရပ်ကွက်မှာသူကကျတော့ဟိုဟာကြည်စုရွာဖက်ကိုနည်းနည်းပုံနီးသွားတယ်ပေါ့နော်ဒါကကျွန်တော်တို့ခုနတုန်းကဆေးရုံစီမံကိန်းနောက်ကပေ60လမ်းကြီးဆိုတာလေဒီကြည်စုရွာတိပေါက်တယ်ဆိုတဲ့လမ်းကြီးလေအဲ့ဒီလမ်းကြီးတိုင်းပဲဝင်လာလို့လည်းရတယ်ကားမောင်းဝင်လို့ရတယ်နော်ကားမောင်းလို့ရတယ်နောက်တနည်းကကျတော့လော်ကားနေရှင်းလာလို့ရတယ်ဒီမှာလော်ကားနေပြီးတော့ဒီလမ်းအတိုင်းရှင်းလာလို့ရတယ်လော်ကားနေဒီလမ်းအတိုင်းရှင်းလာပြီးတော့ဒီလိုမျိုးဝင်အဲ့ဒီကနေပြီးတော့ကြည်စုရွာထဲကိုဖြတ်သွားလို့ရှိရင်ဒီကွက်လေးကလည်းကျွန်တော်တို့ဒီကွယ်လေးကလည်းထောက်ကွယ်ဟုတ်တယ်ခင်ဗျဒီမှာဒီလမ်းကလည်း P60 လမ်းပဲဒီလမ်းကလည်း P60 လမ်းပဲအဲ့ P60 လမ်းနှစ်ခုစုံတဲ့နေရာမှာထောက်ကွယ်သူကတော့ကြည်စုရွာကိုဖြတ်ပြီးတော့မှရောက်မယ်ဒီဘက်ကလာမယ်ဆိုရင်တော့ဒီတိတ်တရလမ်းကိုတဲပေါက်တဲ့ P60 လမ်းအတိုင်းမောင်းဝင်လာလို့ရတယ်ဝေးတော့ဝေးမယ်လော်ကလမ်းကလာမယ်ဆိုရင်လည်းအဲ့လိုပဲဒီလော်ကလမ်းတဲပေါက်တဲ့တောက်စိမ်းဖျောက်သွားတဲ့လမ်းကနေဝင်လာပြီးတော့မှဒီဘက်ကိုရွာထဲကိုဝင်သွားမှာပေါ့နော်သူလည်းဝေးတယ်အဲ့ဒါပေမဲ့သူ့ရဲ့နေရာကျတော့ P60 လမ်းတစ်ခုရဲ့စုံတဲ့နေရာထောက်ကွယ်လေးဖြစ်တယ်နောက်ပိုင်းလာလေးတော့ကောင်းတယ်ပေါ့နော်သူ့ကိုကျတော့လောလောဆယ်သူတို့ကပိန်း900နဲ့ဖွက်ထားတယ် P40 P60 ပါမစ်နေမျိုးစာပဲဖြစ်တယ်နောက်တစ်ခွက်ကကျတော့146မှာ9နဲ့3သူကကျတော့300ကြော့ကတ်ဒီနေရာလေးပါခုနပြောတဲ့ဒါမှလော်ကလမ်းမကြီးရှိမယ်ဒီမှာစီယိုစီမံကိန်းဝင်းရှိမယ်အဲ့ဒီ300လမ်းကနေဝင်လာလဲရတယ်ဒီဘက်စီယိုစီမံကိန်းဘေးလမ်းဝင်လာလဲရတယ်300လမ်းဖက်ကဝင်လာလို့ရှိရင်ပလန်နလန်းမြောက်ကြရင်ညာချိုးဘဲချိုး300လမ်းမကြီးရဲ့ကြော့ကတ်အဲ့ဒါလေးကလည်း300နဲ့ရောင်းမှာဖြစ်ပါတယ်ဒီမှာသူကလမ်းဦးနည်းနည်းတိုက်တယ်လို့ဖြစ်နေတယ်เนาะတကယ်တမ်းကျတော့ကျွန်တော်ဒီကိုကဲမဲ့လင့်ချထားတာနည်းနည်းလိုပါဒီနားလေးမှာပါလမ်းဦးမတိုက်ဘူးပေါ့เนาะကျွန်တော်ပြည်ကြီးမှာသွားကြည့်ပြီးသွားပြီလမ်းဦးမတိုက်ဘူးအခွင့်နံပါတ်က9နဲ့3เนาะ300လမ်းရဲ့ကြော့ကတ်လမ်းကိုလိုချင်နေဆိုရင်ဒါလေးရှိမယ်900နဲ့ရမယ်เนาะ9နဲ့3ဖြစ်တယ်146မှာ1366သူကကျတော့ခရံမီပေါ့သူကကျတော့လောလောဆယ်ဒီရောင်းတဲ့သူကစရန်ချထားတယ်ခရံမီပေါ့ကိုသူစရန်ချထားတယ်စရန်ချလို့ပြီးသွားပြီဆိုလို့ရှိရင်တော့သူက3000နဲ့ပြောင်းပြီးဈေးရောက်မယ်တဲ့အခုကတော့3900နဲ့ခေါ်ထားတယ်သူစရန်ချထားတဲ့နေသားပေါ့နော်အဲ့ချိန်မှာအကြောင်းဝယ်လို့ရှိရင်တော့သူက3900နဲ့ရမယ်သူငွေချေပြီးမှဆိုရင်3000ပြောင်းသွားမယ်တဲ့ပြီးလို့ရှိရင်အဲ့ဒီကောင်ကခရံညီပေါက်ဖြစ်တဲ့ကြောင့်မလို့ရောင်းခေါ်ဆောင်တာတွေရောင်းနေဖို့ထုတ်တာတွေလုပ်ပေးမယ်ကိုယ်နာမည်ပေါက်ပြောင်းလို့ရတယ်သူရဲ့အားသာချက်ကဘာလဲဆိုရင်လော်ကလမ်းကနေပြီးတော့ဒယ်ရှင်းလိုက်တာနဲ့ရောက်ပြီအားနဲ့ချက်ကဘာလဲဆိုတော့အဲ့ဒယ်ရှင်းတဲ့လမ်းနဲ့လမ်းဦးတိုင်တယ်သူကနော်သူကမြေဘူဟွာပါတယ်ပြောတယ်မြေဘူ9ပေလားမသိပါတယ်လမ်းဦးက10ပေတိုက်နေအမြေဘူ9ပေတဲ့သူ15ပေလောက်လမ်းဦးတိုက်နေပေါ့နော်အဲ့ခွင့်လေးရှိမယ်ခရံညီပေါက်3900နဲ့ရမယ်အခုဝယ်မယ်ဆို3900နဲ့ရမယ်သူငွေချေပြီးမှဆိုရင်တော့3000ဖြစ်သွားမယ်ဒါလေးကဘယ်ရက်ွက်လဲဆိုရင်တော့ခုနကပြော146ရက်ွက်ပဲလောကလန်းကနေပြီးတော့လာလို့ရှိရင်ဒီနေရာလေးကိုရောက်မဲ့နေရာလေးဖြစ်တယ်နော်လောကလန်းအတိုင်းမောင်းဝင်လာလို့ရှိရင်ခုနကဆိုရင်ဒါစီယိုစီမံကိန်းရင်တောင်ပြောမယ်ဆိုရင်အဲ့လောကလန်းအတိုင်းမောင်းဝင်လာပြီးတော့ဒီဖက်ချမ်းကိုရောက်တာနဲ့ဒီမှာလဲရွာကြီးရှိကြီးစုရွာကြီးရှိတယ်ဒါကစီနေရွာဆိုပြီးတော့ကျွန်တော်ညီမကားတွေကရွာမျိုးမဟုတ်ဘူးနော်ဟိုလျက်စစ်မီးတွေနဲ့ကိုပိုင်တိုက်တွေကိုပိုင်အိမ်တွေဆိုင်ခန်းတွေဟိုတယ်တွေနဲ့တကယ်စာတင်ကျောင်းတွေကိုပိုင်ကျောင်းတွေနဲ့ရွာကိုပြောတာအခွန်ဝါတာရွာဖြစ်နေရွာမဟုတ်တော့ပေါ့နော်ဒီဖက်ကကွက်ချောင်စီပြီးတယ်အဲ့ဒီလမ်းတိုင်းဝင်လာလို့ရှိရင်ဒီခွက်လေးဖြစ်ပါတယ်နော်ဒါတရံကြီးပေါက်ခွက်လေးရမယ်အဲ့ဒါ3900နဲ့အကြောင်းဖတ်ထားတယ်နောက်တစ်ခုကကျတော့146ရက်ခွက်မှာပဲရက်ခွက်လမ်းကျရဲ့ကိုခွက်တစ်ခွက်ရှိမယ်သူကကျတော့890နဲ့ရမယ်3890နဲ့ရမယ်ဒါလောကလမ်းနော်ဒါကခုနပြောတဲ့ကြည်စုရွာလေးအဲ့ဒီလောကလမ်းကနေပြီးတော့ကျွန်တော်တို့ဝင်လာမယ်ဆိုလို့ရှိရင်ဒီရက်ခွက်အတွင်းလမ်းကျရဲ့ကိုခွက်ဆိုတာကဒါကတောက်ခွက်ဘေးကခွက်လေးပေါ့နော်အဲ့လိုမျိုးသူစီလာမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဘက်လောကလမ်းကနေရှင်းလာမယ်ပြီးလို့ရှိရင်ဒီလိုမျိုးလာလို့ရတယ်လောလောဆယ်တော့ဟိုဘေးပြန်နဲ့ဝင်လို့ရတယ်ကားနဲ့တော့ကျွန်တော်မဝင်ဘူးသေးဘူးအဲ့ဘက်ကိုနော်ကားနဲ့ဝင်လို့ရမရတော့မသိလမ်းနေထားကြည့်ရတာတော့ဝင်လို့ရဖို့တော့များတယ်ရက်ွက်လမ်းကျယ်ပဲဗျလမ်းကျယ်ကိုသူကဂုတ်ပွဲပေါ့နော်ဒါလေးကလည်း3890နဲ့ရမယ်အကွက်နံပါတ်က88446နော် P40 P60 ပဲနောက်တစ်ခုကကျတော့3850သူကကျတော့146ရက်ွက်ရဲ့အကွက်နံပါတ်1599သူလည်းရက်ွက်လမ်းကျယ်ရဲ့ဂုတ်ပွဲပဲတဲ့ဒီနေရာလေးပါနော်ဒီနေရာလေးဆိုရင်ဒါလောကလန်းရှိမယ်ဒါစီယိုစီမံကိန်းရှိမယ်စီယိုစီမံကိန်းဖက်ကနေဆိုလို့ရှိရင်ကျွန်တော်တို့ဒါ300လမ်းကြီးပေါ့နော်300လမ်းကနေဆိုရင်တကြောကက်နောက်တစ်ခွေးလောက်ဖြစ်မှာပေါ့နော်လောကလန်းကနေဝင်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီဘက်မှာတဲပေါက်တဲ့လမ်းကျယ်ကြီးရှိတယ်အဲလမ်းကျယ်ကနေဝင်တစ်စစ်ချိုးဒီဘက်ကွေးလိုက်လို့ရှိရင်ဒီနေရာလေးဖြစ်ပါတယ်ဒီလမ်းကျယ်ဒီရက်ွက်လမ်းကျယ်ရဲ့ဂုတ်ကွက်လေးပေါ့နော်အဲ့ဒီဂုတ်ကွက်လေးကလည်း850နဲ့ရောင်းပြီးမှဖြစ်ပါတယ် P40 P60 ပဲဖြစ်ပါတယ်ကျွန်တော်ခုကတော့အမြန်ပြောသလိုဖြစ်နေတာပေါ့နော်အမြန်ပြောသလိုဖြစ်နေဆိုတာကဒီဟာအဓိကကတော့အကွက်တွေလည်းများတော့လေမိနစ်ကြာလို့ရှိရင်ပြင်းနေပြင်းမှာဆိုတော့အသေးစိတ်ကိုကျွန်တော်ဖုတ်ပြဆက်ပြီးမေးလို့ရတယ်ဒီမှာကိုကဲမဲ့ကိုဒီလောက်ပြလိုက်ပြီဆိုရင်ဝင်တဲ့သူကဒီလောက်ဆိုရင်သဘောပေါက်သွားပြီပေါ့နော်ဒီလောကလန်းတွေဘယ်လိုဝင်ရတယ်အကွက်ဘယ်လိုရှိတယ်အဲ့လိုမျိုးပဲကျွန်တော်အဓိကတ
ပြပေးချင်လို့ဖြစ်ပါတယ်နည်းနည်းတော့ညံတယ်လို့ဖြစ်နေတီးခံပေးပါစိတ်ဝင်စားတဲ့ဟာလေးတွေရှိရင်ဒီမှာကျွန်တော်ခုနရှင်းပြသွားတဲ့အကွက်နံပါတ်လေးနဲ့ကျွန်တော်ပြန်ပြီးတော့မေးလို့ရပါတယ်အကိုကြီးဘယ်နာဘယ်လိုခွက်လေးအဲ့ဒါလေးဆိုကျွန်တော်ပြန်ရှင်းပြပေးလို့ရပါတယ်နောက်တစ်ခွက်ကကြတော့ကျွန်တော်တို့146ရက်ခွက်က689သူကကျွန်တော်ခုနဈေးရုပ်စီမံကိန်းနောက်ကကျွန်တော်တို့ပေ60လမ်းဟိုမှာတော့ထောက်ခွဲပေါ့နော်အဲ့ဒါလေးလည်းမဆိုးပါဘူး3850အဲ့ဒါလေးကလောလောဆယ်ကိုပဲကျွန်တော်မနေ့ဖြန်ကို3ရောက်တော့ပြောင်းမှုရှိတယ်အဲ့ဒါလေးလေအကြောင်းဝယ်ဖြစ်သွားပြီဆိုလို့ရှိရင်တော့ဒါဥဒုယူသွားမှာပေါ့နော်ဒါတို့အကုန်လုံးလာကြည့်ချင်တဲ့ချိန်ကျရင်ကျွန်တော်ဖုန်းလေးချိုးစစ်ပေးလို့ရှိရင်ကျွန်တော်အဲ့ဒီခွက်ကိုစီတီလာမရှိဘူးလားဆိုတာပြန်ပြောပေးလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ခုနမြင်ရတဲ့လောကလမ်းပေါ့နော်ဒီမှာဆေးရုံစီမံကိန်းရှိတယ်အဲ့ဒီတိုင်းဝင်လာလို့ရှိရင်ဒီခွက်လေးပါဗျာဒီနေရာလေးပါဒီတောက်ခွက်လေးပေါ့နော်အဲ့ဒီတောက်ခွက်လေး3850နဲ့ရောင်းမှာဖြစ်ပါတယ်အဲ့နားထိကောင်းဝင်လို့ရတယ်ကျွန်တော် page ထဲမှာအဲ့ဗီဒီယိုလေးတင်ထားတယ်ပေါ့နော်အဲ့ဒီ CD ကောင်းဝင်လို့ရတယ်အရှိမရေကန်လေးနဲ့ပင်လေးတွေနဲ့အောက်ကိုဆက်ဆက်လေးရှင်းမောင်းသွားလို့ရှိရင်ကျွန်တော်ကြည်စုရောင်ရောက်သွားမယ်အဲ့ဒီထောက်ခွက်လေးဖြစ်ပါတယ်ဒီနားထိကားအနှိပ်လေးဆူဇူကီဆွဲအောက်ပိုင်းနှိပ်တဲ့ကားအနှိပ်လေးဝင်လာလို့ရတယ်နော်ဒီနားထိ3850နဲ့ရောက်မှာဖြစ်ပါတယ်ဒီထောက်ခွက်လေးဒီလမ်းကပေ60လမ်းနော်သူ့ကိုသေးသေးသိချင်တယ်ဆိုကျွန်တော် page ထဲမှာ3850နဲ့ဆိုတဲ့ဗီဒီယိုလေးတစ်ပုဒ်ရှိတယ်အဲ့ဒါမှကျွန်တော်လုံးဝအသေးစိတ်ရပြထားတယ်လမ်းကလည်းအကျယ်ကြီးလမ်းကျယ်ကြီးကိုဒီမှာကျွန်တော်တို့ဒီဘက်ကနေဝင်လာလို့ရှိရင်လောကလမ်းနေပြီးဝင်လာလို့လည်းရတယ်တိတ်တရလမ်းကိုတဲပေါက်တဲ့လမ်းဖြစ်ကြတော့တမို့တိတ်တရလမ်းနေဝင်လာလို့လည်းရတယ်ခုနအရှိမရှင်းပြသလိုတိတ်တရလမ်းကြီးကော်ရက်လမ်းကလန်တဲ့ချိန်ကြလို့ရှိရင်ဒါတွေကလုံးဝအော်ပြန်သွားမဲ့နေရာတွေဖြစ်တယ်နော်ဈေးကတော်တော်ကောင်းသွားမဲ့နေရာတွေဖြစ်တယ်တောက်ပွေလေးလည်းဖြစ်တယ်တိတ်တရလမ်းကိုလည်းတဲပေါက်တယ်ပေ60လမ်းကျယ်ပေါ်လည်းဖြစ်တယ်3850နဲ့ရမယ်ဒီနောက်လည်းကောင်းဝင်လာလို့ရတယ်နော်အဲ့ဒါကြီးတခုရှိမယ်ပြီးရင်နောက်တစ်ခွက်ကကြတော့ကျွန်တော်တို့140ခွန်ရက်ခွက်မှာ833အမြင့်မိုဒယ်ဆေးဟိုမှာသူကကြော့ကတ်တယ်ဂုတ်ကွက်ဖြစ်တယ်နော်အဲ့ဒီဟာလေးကျွန်တော်သွားကြည့်140ခွန်ရက်ကွက်ရဲ့833ဆိုတော့ဒီဖက်ပေါ့နော်140ခွန်ရက်ကွက်ကလေအမှန်တကယ်ဆိုရင်ဒီတလန်းပဲဒီတလန်းကဘာဖြစ်လို့မခင်းသေးလဲတော့မသိဘူးဒါလည်းသူလည်းဝယ်ဥမယ်ဆိုဥထားလို့ရတဲ့နေရာပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လော်ကားလမ်းကြီးရဲ့အောင်မြင့်မိုလမ်းကြီးမှာအောင်မြင့်မိုဒီဖက်တစ်ချမ်းတအားကိုစီပြီးတော့ corporate လမ်းကြီးတွေနဲ့ဒီမှာ line ကားဂိတ်တွေဘလူးပြန်ပြီးတော့လေ line ကားဂိတ်တွေဘလူးပြန်ပြီးတော့တအားကိုစီကားနေပေါ့နော်ဒီမှာကိုတောင်လေးစိတ်ယုံတအားစီကားနေတယ်လို့ဒီအောင်မြင့်မိုလမ်းကလမ်းကိုမခင်းရသေးဘူးဒီဖက်အောင်မြင့်မို140ခွန်ဖက်ချမ်းလေဒီလမ်းခင်းလိုက်တဲ့အချိန်မှာတော့ဒါတွေကလုံးဝဒီဖက်ကဆိုရင်ဒီအောင်မြင့်မိုလမ်းပေါ်မှာဆိုရင်6000 3000 8000အဲ့လိုရောင်းနေကြတဲ့အကွက်တွေပေါ့နော်ဒီဖက်ချမ်းမှာဆိုရင်ခုနပြောသူ3800တကူလို့ဖြစ်နေတယ်အဲ့ဒါအောင်မြင့်မိုလမ်းခင်းလိုက်တဲ့အချိန်ကြလို့ရှိရင်ဒါတွေကဟိုမှာရွှေဖြစ်လာမဲ့ဟာဒီပေါ့နော်အောင်မြင့်မိုလမ်းကလည်းရှင်းရှင်းပြောရသလိုဒီမှာလိုင်းကားဂိတ်တွေအများကြီးနဲ့ဘလူးပြန်နေပြီဟိုဖက်လမ်းပြလာတယ်များဒီဖက်လမ်းလည်းမကြခင်ခင်းလာတော့မယ်အနေထားမှာရှိတယ်ပေါ့နော်ဒီနောက်မှာတော့ကျူးလေးတွေရှိတယ်ဒီလမ်းခင်းလိုက်လို့ရှိရင်တော့ဒီကျူးလေးအကုန်လုံးတော့ပျောက်သွားမှာပေါ့နော်အဲ့ဒီဟာကဒီဖက်အောင်မြင့်မိုလမ်းတိုင်းရှင်းလာလို့ရှိရင်အောင်မြင့်မိုရဲ့ကြော့ကတ်ကြမယ်ပြီးလို့ရှိရင်ဒီဖက်ဟိုဟာပေါ့လောကလမ်းကိုတဲပေါက်တဲ့လမ်းလောကလမ်းကိုလည်းတဲပေါက်မယ်အောင်မြင့်မိုလမ်းလည်းကြော့ကတ်မယ်အဲ့ထောက်ကွယ်လေးဘေးနာဂုတ်ကွယ်လေးဖြစ်ပါတယ်အဲ့ဂုတ်ကွယ်လေးကို3840လားမသိဘူးဟုတ်တယ်3840နဲ့ရောင်းနေပါတယ်အဲ့ဒါလာကြည့်ချင်တယ်ဆိုရင်တော့ဖုန်းလေးကြိုရှယ်ပေးပါကျွန်တော်ရောင်းတဲ့သူဖက်ကိုမေးကြည့်ပေးပါမယ်အကွက်ကြံလေးလားမကြံလေးလားဆိုတာနောက်တစ်ခုကကြတော့ရုံးမရိတာဖက်ရောက်သွားမယ်105ရက်ကွက်ရောက်သွားမယ်ဒီ146 145 149ခွန်မဟုတ်တော့ဘဲနဲ့105ရက်ကွက်ရောက်သွားမယ်သူကတော့ပေ40ပေ60နှစ်ကွက်တွဲဟိုမှာသူက3900နဲ့ရမှာဖြစ်တယ်သူ့လည်းတွားကြည့်လိုက်ရအောင်နော်စိတ်ဝင်စားတယ်ဆိုရင်တော့သူ့လည်းတွားကြည့်လို့ရတယ်တစ်ခွက်ကထောက်ခွဲတစ်ခွက်ကဂုတ်ခွဲနော်အဲ့ထောက်ခွဲနဲ့ဂုတ်ခွဲနဲ့နှစ်ခုကိုတောင်မှသူက3900နဲ့ရမှာပေ40ပေါင်60နှစ်ကွက်ပေါ့နော်105ရက်ကွက်မှာသူကရုံးမရိတာလမ်းကြီးကိုကြော့ကတ်တဲ့မြင့်ဆိုင်ပေါ့နော်အဲ့မှာထင်းစုရိတာလမ်းဆိုတာမှရှိတယ်အဲ့ဒီလမ်းမှာသူကဒီနေရာလေးပါနော်ဒီနေရာလေးပါဆိုတော့ကျွန်တော်တို့လည်းမြင်သာထင်သာအောင်ပြလိုက်မယ်နော်ဒါကလောကလန်ဒါခုနတက်တဲ့အောင်မြင့်မှုအိမ်ရာဒါ145ရက်ကွက်ဒါ144ခွန်ရက်ကွက်တက်တဲ့ကြီးမောင်းလာလို့ရှိရင်ဒါ105ရက်ကွက်နော်ဒီဘက်မှာဆိုရင်ဒီရုံးမရိတာလန်ဆိုတာလည်းနာမည်ကြီးပဲလေနော်ကျွန်တော်တို့တကုံစေကန်းတီသွားတဲ့လမ်းဒီမှာဆိုရင်မြတ်နန္ဒာလန်စပြီပေါ့နော်ရုံးမရိတာလန်နဲ့မြတ်နန္ဒာလန်နဲ့စဆုံပြီပေါ့အဲ့ဒီရုံးမရိတာလန်ရဲ့အောက်မှာထင်းစုရိတာလန်ဆိုလာမသိရှိတယ်အဲ့ဒီလမ်းမကြီးပေါ်မှာသူကထောက်ကွက်အဲ့ထောက်ကွက်ရဲ့အဲ့ထောက်ကွက်ပင်နာကုတ်ကွက်ရဲ့အဲ့နှစ်ကွက်ပဲဟိုမှာသူက3900နဲ့ရောင်းမယ်လို့ပြောတယ်စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်တို့အသေးစိတ်ပွားကြည့်လို့ရတယ်စာပေစာတမ်းလေးရှင်းနေဒီပိုင်းနဲ့စစ်လို့ရတယ်မေးလို့ရတယ်သူကကုတ်ခွေရဲ့တောက်ခွေရဲ့နှစ်ခွေတွဲ3900နဲ့ရောင်းပေးမယ်လို့ပြောတယ်ခင်ဗျဒါလေးတစ်ခွေရှိမယ်ပြီးတော့တကုံစိတ်ကန်း151မှာတစ်ခွေရှိမယ်အဲ့ဒါလေးလည်းကျွန်တော်လောလောဆယ်အဝယ်3ယောက်ချိန်ထားတယ်ဟိုဟာတနင်္ဂနွေနေ့မှာ1ယောက်ဒီမနေ့ပြန်မှာ1ယောက်စနေနေ့မှာ1ယောက်3ယောက်ချိန်ထားတယ်သူတို့လည်းဘယ်သူနဲ့ရောင်းဝယ်ဖြစ်မလဲတော့မသိဘူးပေါ့နော်အဲကြောင့်မို့ဂါကြည့်မယ်ဆိုလို့ရှိရင်ဖုန်းလေးချိုးစစ်ပေးပေါ့နော်အဲ့ဒါလေးလေသူကကျတော့3900လားမသိဟုတ်တယ်3900နဲ့ရမယ်ဒါရလောကလိုင်းယူမှာဒါ151ရက်ကွက်သူတို့ကျတော့တကုံစိတ်ကန်းပိုက်ဖြစ်သွားပြီပေါ့နော်တောင်တကုံပိုင်မဟုတ်တော့
ခုနကတော့ကျွန်တော်တို့တွေးခဲ့တဲ့ဒီမှာဆေးရုံစီမံကိန်းတို့ဘာလို့ညာတို့အဲ့ဒါတွေကတော့တောင်တကုန်းပိုင်းဒီဘက်ကျတော့ဒီပုံစိတ်ကန်းတိုင်းဖြစ်သွားပြီနော်အဲ့တော့ဟိုမှာကျွန်တော်တို့ဒီဘက်ကဒီမှာ store ဆိုင်လေးရှိတယ်အဲ့မှာလေဒီမှာ store ဆိုင်လေးရှိတယ်အဲ့ဒီနားမှာကားရက်ပြီးတော့လမ်းဆောက်ဝင်သွားလို့ရတယ်ဝင်သွားပြီးတော့တလန်းနလန်းမြောက်ကြရင်ညာချိုးပြီးတော့ဘဲချိုးဒီခွက်လေးဒီတောက်ခွက်လေးလောင်သားနဲ့ဆိုရင်တစ်ကြောက်ကနှစ်ကြောက်ကသုံးကြောက်ကလောက်ဖြစ်မယ်တောက်ခွက်လေးကိုရမယ်300နဲ့ရမယ်ဒီနားမှာတိုက်အိမ်ကြီးရှိတယ်ဒီမျိုးထဲမှာတော့မပါသေးဘူးကျွန်တော် page ထဲမှာဗီဒီယိုတင်ထားတယ်အဲ့ဗီဒီယိုထဲမှာအဲ့မှာတိုက်အိမ်ကြီးစောက်ထားတယ်ပေါ့နော်လောကလန်းနဲ့ဆိုရင်ခုနပြောသလိုပဲ3ကြောက်ကပဲရှိတယ်မဝေးဘူးလက်ဆောက်ဝင်တောင်မှ9မိနစ်လောက်ပဲဆောက်ရတယ်အဲ့နေရာလေးတောက်ခွက်လေးကို300နဲ့ရမှာဖြစ်ပါတယ်ရက်ွက်ကတော့150ရက်ွက်ဒီပေချမ်းမှာဒါဒီလိုမျိုးဖြစ်နေတာဒီပေချမ်းမှာတအားစီနေပြီနော်ဒီလက်ဖေးဆိုင်ဆိုတဲ့ဆိုင်ကြီးပဲတအားစီနေပြီဒီဖက်ဒီမှာဆိုင်ဒီတောက်ဆောက်တွေကလည်းအိမ်ကြီးအများကြီးပဲဒီ Google Map ထဲမှာဒါ update မဖြစ်သေးတာပေါ့နော်အပြင်မှာတော့တော်တော်စီကားနေပြီဒီနေရာတွေလေဒီကနေဝင်သွားလို့ရှိရင်ကျွန်တော်ရဲ့ page ထဲကဗီဒီယိုထဲမှာတွေ့မှာပါဒီခွက်လေးကို300နဲ့ရောင်းပေးမှာဖြစ်ပါတယ်ဒါကတော့လောလောဆယ်ကျွန်တော်3000အောက်တက်ရှိရှင်းရင်းနေတလားပိုင်းဒီကျွန်တော်မှရှိတဲ့စီးရင်ထဲက3000အောက်လေးတွေကိုစုပြီးတော့ပြပေးတာဖြစ်ပါတယ်အကွက်တွေများတဲ့အတွက်ကြောင့်မို့လို့ပြတာမြန်နေပါလိမ့်မယ်တချို့ကွက်တွေကြရင်အသေးစိတ်ကိုကျွန်တော်ပြန်ပြီးတော့ဖုန်းစစ်ပေးပါကျွန်တော်ပြန်ပြီးအသေးစိတ်ရှင်းပြပေးမယ်ဒါကတော့အကုန်လုံးကြည့်လို့ရအောင်အမြန်ပြောသွားတဲ့ဟာဖြစ်ပါတယ်ဒါကြည့်မယ်ဆိုလို့ရှိရင်ဖုန်းလေးတော့ချိုးစစ်ပေးပါတချို့ကွက်တွေကရောက်ထွက်သွားရည်လည်းရှိမယ်ဈေးကြောင်းသွားရည်လည်းရှိမယ်အခုလာကြည့်တဲ့အခါကျရင်လက်ကချင်းကုန်လူပန်းဖြစ်နေမှာဆိုလို့ကျွန်တော်ဖုန်းလေးချိုးစစ်ပေးပါအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ